Hello မင်္ဂလာပါခင်ဗျာဆိုင်မှာဝယ်စားရင်အစီကြီးပေးရပါတော့ကိုယ့်ကိုယ်လည်းအိမ်မှာလှုပ်ရှားရတဲ့လူတွေပေါ့နော်ဒါခက်ကြတော့စပါဂက်တစ်ဖြစ်ပါတယ်ခင်ဗျာလွယ်လေးနဲ့အများနဲ့စားရပါတော့တထုပ်ဆောင်ရင်လူ၄ယောက်တော့စားလို့ရပါတော့ပါဝင်တဲ့ပစ္စည်းကလည်းတိတ်မများပါတော့ဒါမှဆိုင်နဲ့တူလာမတူတော့မသိပါတော့မျိုးလုံးလက်ခက်ကြတော့တုံးနေအလုံးကြီးရဲ့သူ့ကိုဒီလိုမျိုးလေးစိတ်ထားပြီးပေါ့နော်ခင်းချီမီဆုံးတဲ့တို့ပဲကိုချင်းလေးစားချင်းအစိလေးနဲ့ထည့်ပါတော့အချင်းစားချင်းဆိုအစိလေးထုတ်ပြီးခုနလိုပဲတသေးသေးလေးလှီးထားပြီးပေါ့နော်အဲ့နှစ်မျိုးပဲလိုရနော်သူ့ကအရန်ကိုလည်းလွယ်ကူတယ်ပြီးရင်ဆိုင်မှာစားတဲ့ထက်ကိုလည်းအဆင်ပြေတယ်ပေါ့နော်ကဲလှုပ်ရှားခြင်းဒီဆိုရင်မျိုးဗီဒီယိုကြည့်ပြီးလာလှုပ်ရှားလို့ရပါတယ်ခင်ဗျာကြိုက်တဲ့သူတွေဆိုရင်မျိုးကို share ပေးတော့အောင်နော်စပါဂက်တီကိုခဲကြတော့သူ့အထောက်နဲ့နော်ဒီခောက်ဆွဲခဲကြတော့မျိုးတို့ဒီခောက်ဆွဲကြော်လဲခောက်ဆွဲမှာနော်စပါဂက်တီခောက်ဆွဲပဲခင်ဗျာအထောက်ခဲကြတပ်ပုံရအောင်မိတော့တယ်ပေါ့နော်သူ့ကိုရင်နွေးထဲမှာစီလေးနဲ့ဒီချင်းနဲ့ထက်ပြီးပြုတ်ပြီးတော့မနော်ဆူပြီးဆိုရင်ထုံးစံတိုင်းစကားနဲ့စစ်ထားပြီးနော်ရေအေးဆေးစမ်းမလို့ပေါ့နော်ချက်လက်နီးခဲကြတော့ကျွတ်တုံဖြူတာပြရိုက်ပြီးတော့စီလေးနဲ့တက်ပြလာပေါ့နော်မျိုးစီတက်အနေနဲ့ကြတော့ဆိုหนีသွားတယ်ပြီးဆိုရင်ဒီမှာကိုဝတ်တာပြီးချက်တာပြီပေါ့နော်ဒီတသေးလေးတုံထားတဲ့ဟာလေးပေါ့နော်ကိုကြိုက်တဲ့အသားကိုထည့်လို့ရတယ်နော်ချက်တာပဲဖြစ်ဝတ်တာပဲဖြစ်အမဲတာပဲဖြစ်ပေါ့နော်ပြီးဆိုရင်ငုတ်ကောင်းမှုလေးနဲ့ဖြူပြီးဆိုရင်သူ့ကိုတစ်ချက်လေးကြက်အောင်တက်ထားပြီလားနော်ကြက်ပြီးဆိုရင်ဒီမျိုးလေးကြက်ပြီးဆိုရင်ကိုခုနကမျိုးလို့တီးထားတဲ့ကျွတ်တုံးလေးလုံးကြီးရဲ့ပြီးရင်ဒီခင်းချင်းလေးရဲ့ရောဒမမှုအောင်မှုပေးလာပေါ့နော်သူ့ကိုနုံအောင်လေးမှုပေးပါရဲတာလေးခက်ကြတော့သူ့ကိုမျိုးလို့ခက်ကြတော့ဆိုင်ကပုံစံလေးလည်းဟုတ်တယ်ကိုကြိုက်တဲ့ပုံစံလေးပေါ့နော်တကြားထည့်မယ်ပြီးဆိုရင်အသားမုတ်လေးထည့်မယ်ပြီးဆိုရင်ချုံမုတ်လေးထည့်ပါပေါ့နော်ချုံမုတ်စားလေးလို့ခါထည့်ပါမစားလို့ပါမထည့်ပါနော်အဲ့ဒီ၃မျိုးပဲထည့်ပေးလို့ရပါနော်ဒီကြားထဲမှာလုတ်တဲ့တူလေးကကိုစိတ်ကြရတာလေးဆက်ပါနော်တကယ်ကဲဆိုရင်မျိုးလို့ခက်ကြတဲ့မျိုးပဲချက်တယ်နော်ကဲတမျိုးနူးဆိုအနေကိုမျိုးမှတခင်းချင်းဆော့ကလေးတုံးနေနော်ဒီ plan နဲ့ခက်ကြတော့80 90ကျော်ပေးရနော်သူ့မှာဒီ mac ခုမှာအထောက်လာဝယ်လို့ရတယ်နော်တကယ်လို့လှုပ်ရှားခြင်းနဲ့တည်ချင်းတူဆိုရင်မျိုးမှာ messenger မှာလာရေးထားပြီးနော်မျိုးတပ်ပုံရပုံမယ်နော်ကိုကအနှစ်မှာခက်တော့ချင်းပြီးတာပဲနော်အရင်ကပြီးတယ်ပြီးတော့အတိကမပါမပြီးအရွက်ခက်ကြတော့ထိုင်းလို့ဆိုရင်ကိုလဖာလို့ခေါ်ရပါတော့ဗမာလို့ဆိုရင်ဒီရှမ်းပင်စင်လို့ပေါ့နော်အေးဟာလေးထည့်ပြီးနော်အရွက်ကိုတိချာလေးကျင့်နော်ကိုလဖာနဲ့ဟိုဟာဒီဟိုဟာနဲ့မှားတော့မှကြလို့ပေါ့နော်ကဲအေးရပြီးဆိုရင်မျိုးလို့တအောက်လေးပူအောင်ဆူအောင်တိတ်ပြဆိုစားလို့ရပါပြီခင်ဗျာโอเคဒီမှာတော့ဆိုင်ကပုံစံလို့မစားတယ်နော်လှုပ်ရှားခြင်းတော့အရန်ဝယ်လွယ်နဲ့စားလိုက်စားကောင်းတယ်နော်ခောက်ဆွဲထုံးဆိုရင်၄ယောက်မိတာလူတစုစားလို့ရပါတော့၄ယောက်တော့စားလို့ရပါခင်ဗျာအရင်စားကောင်းပါလေကဲအမျိုးတို့မှာကထုံးစံတိုင်းမျိုးကလုပ်ပြရိုက်ဆိုရင်အနောက်မှာစားလို့အဆင်သေးပေါ့နော်နေရင်စားကောင်းတယ်လို့ပြောပါတယ်ခင်ဗျာโอเคအားလုံးကြည့်တယ်မှာလည်းဒီဗီဒီယိုကြိုက်တယ်ဆိုရင်မျိုးကို share သွားပေးနော်ပြီးဆိုရင် comment လေးပြီးတော့အသေးလေးပေးတော့ပါအောင်ခင်ဗျာအားလုံးကြည့်တယ်မှာလည်းနောက်ထပ်ဗီဒီယိုလေးပြန်ဆောင်ကြည့်မယ်နော်မျိုးမှခက်အခုနောက်ပိုင်းခက်ကြတော့အလုပ်တစ်ဖက်နဲ့ဆိုတော့လေးစားစရာလေးဘာတင်လို့မရှိတော့ဘောနော်နည်းနည်းကြာမှအားနဲ့ချိန်မှတင်တော့မှာပေါ့နော်โอเคဒီဗီဒီယိုလေးကိုဆုံးဖြတ်ကြည့်ပြအတွက်အားလုံးကြည့်တယ်မှာလည်း